လိုအပ်တာထက်ပိုမပြောတတ်တဲ့သူမို့အတိမိတ်ဆွေရှားပါတယ်ဟန်ဆောင်ပြီးမဆက်ဆံတတ်တဲ့သူမို့လူချစ်လူခင်နေပါပါတယ်လိန်ညာပြီးမပြောတတ်တဲ့သူမို့မိတ်ဆွေစစ်ဆိုတာနဲပါတယ်လူအများနဲ့ကြိုးစုဆက်ဆံရမှာထက်တယောက်တည်းအေးစီးနေရတာကိုပို့ပြီးတော့မှတ်မောပါတယ်လူတွေသိအောင်ကြွားဖို့ထက်ကိုရှိတာကိုသိရင်ရပြီဆိုတဲ့ခံယူချက်နဲ့ပဲနေထိုင်ပါတယ်လူဆိုတာကိုနှုတ်ထွက်စကားကိုတောင်းဝမယူနိုင်တာတော့တန်မိုးမဲ့တဲ့သူမရှိဘူးလို့ခံယူထားပါတယ်ဒါကြောင့်လေနေရာတကာမှာငါတိငါတက်လောက်ရမှာကိုကြောက်တက်လာပါတယ်ကိုဘဝမှာလူမန်းတီးတဲ့ခါစားတွေကမိဘရဲ့ဆုံးမတုန်တင်မှုတွေကြောင့်တပားသူကိုကိုယ့်အတွက်နဲ့ဒုက္ခမရောက်အောင်ကြိုးစားပြီးအကောင်းဆုံးနေထိုင်ခဲ့ပါတယ်ရှိတာလေးနဲ့လောက်အောင်ဝတ်တယ်ရတာလေးနဲ့လောက်ငှအောင်စားပြီးအယိုးသားဆုံးနေခဲ့ပါတယ်ကိုဟာလူတွေကလူပဲလေကိုရီယောက်တည်းကောင်းအောင်နေလို့မရတယ်လို့ဒီလူတွေနဲ့မဆက်ဆံချင်လို့မရတယ်လို့မပတ်သက်ချင်လို့လည်းမရပြန်ပါဘူးဘလို့လူမျိုးတွေနဲ့ဆက်ဆံရပါစေတာစင်နာစီဆိုတဲ့စိတ်နဲ့မဆက်ဆံခဲ့တာတော့ကိုပဲသိပါတယ်လူတိုင်းဘောစိတ်ရင်တိုင်းရိုးသားပွင့်လင်းစွာဆက်ဆံခဲ့တယ်တတ်နိုင်သလောက်မေတ္တာထားဆက်ဆံတယ်ပေးနိုင်သလောက်ကူညီပေးလိုက်တယ်ပြန်ရလို့မှုစိတ်နဲ့တခါမှမထားခဲ့ဘူးပါဘူးဒါပေမဲ့တခါတလေကြတော့ပွင့်လင်းရိုးသားမှုတွေကလူတိုင်းနဲ့မတန်ခဲ့ဘူးကိုကဘလောက်ရိုးသားသူဖြစ်နေပါစေတန်မိုးမသိတဲ့သူကတော့ခက်များများရဲ့ပါလူတိုင်းကတော့ပြောကြပါတယ်ရိုးသားမှုကိုမြင်လို့တယ်ဆိုတဲ့အကြောင်းတွေလေတကယ်တော့လက်ခံနိုင်သူလိုက်နာနိုင်သူကခက်ပါးပါးလေးပဲရှိပါတယ်ရင်းကျက်တဲ့စိတ်တွေပိုင်ဆိုင်လာခဲ့ပြီလို့ထင်ပါတယ်စကားတွေအများကြီးပြောလို့စိတ်တွေလည်းကုန်သွားပြီငင်းကုန်ရမှာကိုလည်းမုန်းသွားပြီအလိုက်ထိုက်ပြောဆိုဆက်ဆံရမှာလည်းပြင်းလာပြီလူအများနဲ့ဆက်ဆံရမှာလည်းညှင်းငွေ့သွားပြီကိုယ့်ရဲ့ရိုးသားမှုတွေကအများဆုံးအသုံးချခံတတ်ဖြစ်ခဲ့ရပါအောင်လေများခဲ့ပြီလေအပေါင်းအသင်းဆိုတာတီးတန့်ထားနေဖို့မလိုတော့ဘူးမိတ်ဆွေစစ်ကိုလည်းရှာပေါင်းနေဖို့မလိုတော့ဘူးတယောက်တည်းနေတိုင်းလည်းအထီးကျန်မဆန်မနားလည်ခဲ့ပါပြီတကယ်လေကမ္ဘာလူဦးရေတန်းပေါင်းများစွာတွေကအနေနီးသည်ဖြစ်စေဝေးသည်ဖြစ်စေကိုယ်စိတ်နဲ့ထပ်တူမကြတော့သဘောထားချင်းတိုက်ဆိုင်တဲ့သူမိတ်ဆွေအ ਨੇ ချင်းရှိနေရင်ကျဉ်းတတ်ပါပြီမေတ္တာတရားဆိုတာလူတိုင်းပေါ်ထားလို့ရတယ်လူတိုင်းကိုတော့မပေးသင့်ဘူးဆိုတာသိပြီးတဲ့နောက်ရိုးသားလို့ရတယ်နေရာတကာရိုးသားနေလို့မရဘူးဆိုတာသိပြီးတဲ့နောက်မှာတပားသူတွေရဲ့ချစ်ချင်းမေတ္တာတွေကိုလည်းထူးပြီးတော့မတောင်းတတော့ပါဘူးကိုကလည်းလူရာထက်ပိုမပေးမိတော့ဘူးနေတတ်တယ်လို့နေလိုက်တဲ့ဘဝမှာလွတ်လပ်ပေါ့ပါစွာနဲ့ပဲအေးချမ်းနေပါပြီ